တောင်ဦးမကဝေဖျားနေတာတကိုင်းနဲ့ရှိသူမဟာမေမေနေစဉ်ရိုးချိုးအမြဲတမ်းရှိခိုးကဘာမြေတက်စောကြည်သူအိုမေကိုနေတိုင်းမေတ္တာကြောပါသည်ကဘာမှာစံပြနိုင်စရာရှာဖွေလို့လည်းမရပါချိန်မာရဲ့မေရဲ့မြတ်တာဒီအကြောင်းကိုပြောရရင်ဆုံးစမရှိပါပဲဘုရားရှင်တောင်းတို့တလုံးမူသာကြည်အနေရာချေသာတရားကြီးမြင့်မို့တောင်းဦးမကဝေဖျားနေတာတကိုင်းနဲ့ရှိသူမဟာမေမေနေစဉ်ရိုးချိုးအမြဲတမ်းရှိခိုးကဘာမြေတက်စောကြည်သူအိုမေကိုနေတိုင်းမေတ္တာကြောပါသည်ကဘာမှာစံပြနိုင်စရာရှာဖွေလို့လည်းမရပါချိန်မာရဲ့မေရဲ့မြတ်တာဒီအကြောင်းကိုပြောရရင်ဆုံးစမရှိပါပဲဘုရားရှင်တောင်းတို့တလုံးမူသာကြည်တရေဒီချိန်မှစလေပူငန်စခါတွေစုံစမ်းရှိရှောင်ရှားခဲ့တာမေလောကလေးမှာလူရဲ့လို့ဖြစ်လာနှုတ်ချိုတိုက်ခါပေးဝါပွဲရဲ့ကစီမြစ်ကိုကျင်းညအောင်လဲဝါခွနဲ့မိမိတန်မြာလဲဆုံးစမရှိပြီအမေကျေးဇူးကြီးမားခဲ့ပုံတွေအချိန်ခဏလေးရောက်လာတန်မြာစဝန်းနဲ့မှလူဖြစ်တုံးတီဝခဏတာကြုံလာတဲ့အနန္တမြတ်တာမေမြတ်တာလို့ခေါ်ခွင့်ရချိန်မှာချိန်နဲ့ထွက်မသွားခင်ကျေးဇူးတရားစနေကြပါစေအနေရာချေသာတရားကြီးမြင့်မို့တောင်းဦးမကဝေဖျားနေတာတကိုင်းနဲ့ရှိသူမဟာမေမေနေစဉ်ရိုးချိုးအမြဲတမ်းရှိခိုးကဘာမြေတက်စောကြည်သူအိုမေကိုနေတိုင်းမေတ္တာကြောပါသည်ကဘာမှာစံပြနိုင်စရာရှာဖွေလို့လည်းမရပါချိန်မာရဲ့မေရဲ့မြတ်တာဒီအကြောင်းကိုပြောရရင်ဆုံးစမရှိပါပဲဘုရားရှင်တောင်းတို့တလုံးမူသာကြည်တရေဒီချိန်မှစလေပူငန်စခါတွေစုံစမ်းရှိရှောင်ရှားခဲ့တာမေလောကလေးမှာလူရဲ့လို့
ကစီညကူကြည်ညက်အောင်လဲဝါခွန်းနဲ့မိမိတန်တရားလဲဆုံးစားမရှိပြီအမေကျေးဇူးကြီးမားခဲ့ပုံတွေအချိန်ခဏလေးရောက်လာတန်တရားစဝန်းနဲ့မှလူဖြစ်တုံးဒီဝခဏတာကြုံလာတဲ့အနန္တမြတ်တာမေတ္တာလို့ခေါ်ခွင့်ရခြင်းမှာချိန်နဲ့ထွက်မသွားခင်ကျေးဇူးတရားစနေကြပါစေ